ဆီယမပုံညခင်ရဲ့လက်ကျန်လာအောင်စာအုပ်လေးကိုဖတ်မိတိုင်းညနိုးရတဲ့ပကံညောင်နဲ့ကိုသိချစ်ခဲ့မှုတဲ့မင်းကိုလည်းလွမ်းနေကိုကရံမြင်ငိမ့်မဖြစ်ခဲ့တယ်လို့မင်းကလည်းမြာကြီးုံမဟုတ်ခဲ့ဘူးလေစူပုံနဲ့ကျက်ဦးကရောကြော်မှာပို့ပြီးစားကောင်းတာတဲ့ကိုတို့ကတော့ကြော်နေရင်တူးခဲ့ရတဲ့အဖြစ်ပေါ့မလွမ်းရဘူးတီတီပစ္စယရေးလို့ပြုံပြုံလေးရွတ်နိုင်ခဲ့ပေမဲ့ကိုတို့ရှိမှကြုံနေတာကလမ်းခွဲတယ်လေလောကနန္ဒစီရီဦးရင်မြင်မော်ကနေကျွန်းတီရီရွာရှိတဲ့တောင်ပြင်ဘက်ကိုလှမ်းခဲ့တဲ့အလွမ်းအဆွေအမတ်တရပုံလေးတွေကိုအဲ့တုန်းကပြုံပြုံကြီးကိုရိုက်ပေးနိုင်ခဲ့ပေမဲ့အခုချိန်မှာတော့ပြန်တွေးမိတိုင်းနာကျင်ရတယ်အမြင့်ကုတ်တွေလို့မရနိုင်အောင်နုညံ့လုံးနဲ့အများကြီးအကြောင်းလေးကိုသိရတော့မင်းကိုလည်းနုညံ့စီခြင်းခဲ့တာပါဒါပေမဲ့အပြစ်လည်းမဆိုးရပါဘူးလေမာကျော်လွန်မိမဲ့ကိုကိုတိုင်းကလည်းအမြင့်ကုတ်တွေနိုင်တဲ့အရေးချင်းနေခဲ့တယ်မဟုတ်လားအပေယတနာဖျားဘက်ကိုရောက်တော့တတိတရားနဲ့ကိုပြုံးမိပါသေးတယ်အတိတ်ဆိုတာထမ်းမိုးထားလို့ကောင်းတဲ့အရာမဟုတ်ဘူးလေမင်းတန်းသူဘက်ကနေဘက်ထရီစပိန်လေးစီးပြီးပြန်တော့မြာကြီးနဲ့စုပုတ်ကိုလည်းတတိရတယ်လို့မင်းကိုလည်းလွမ်းမိပါတယ်မြာကြီးရဲ့စကားလေးယူပြောရရင်မင်းအစဉ်ပြေပြေအောင်အောင်မြင်မြင်ရှိနေတဲ့ရုပ်ဝန်းမှာအခုပျော်ရွှင်မှုတွေရှိနေမှာပါမြာကြီးသဘောကျတဲ့လက်ကျန်လာအောင်လေးလို့ပေါ့မကြခင်ပျောက်ကွယ်သွားမှသိပေမဲ့လေမင်းရဲ့လက်ကျန်အချိန်လေးတွေမှာအမြဲတမ်းအေးချမ်းနေစေချင်ပါတယ်ချစ်ရဲ့